2026ခုနှစ်အတွက်အခွန်ဆောင်ရမယ့်နောက်ဆုံးရက်ဟာဧပြီလ15ရက်နေ့ဖြစ်တာကြောင့်သတင်းပတ်6ပတ်လောက်ပဲကြာမှာတော့တယ်။အခွန်တွေကိုတော့ဇန်နဝါရီလ26ရက်နေ့ကစပြီးဆောင်လို့ရနေပါပြီ။အခွန်ဆောင်ရမယ့်သူတွေအနေနဲ့ပြည်တွင်းအခွန်ဦးစီးဌာန IRS ကအခုနှစ်မှာပြောင်းလဲမှုရှိတာတွေကိုသတိထားကြဖို့တော့လိုအပ်ပါမယ်။အထူးသဖြင့်တော့အမေရိကန်လွှတ်တော်ကအတည်ပြုပြီးသမ္မတဒေါ်နယ်ထရန့်ကမနေ့ဇူလိုင်လ4ရက်နေ့မှာလက်မှတ်ထိုးအတည်ပြုပေးထားတဲ့ One Big Beautiful Bill မှာအခွန်နဲ့ဆိုင်တဲ့ပြောင်းလဲမှုတချို့ပါဝင်ပါတယ်။အဲ့ဒီပြောင်းလဲမှုအတော်များများကတော့အခွန်ဆောင်တဲ့သူတွေအတွက်သက်သာစေမှာဖြစ်ကြောင်းသမ္မတထရန့်ကကတိပေးထားပါတယ်။အဓိကအားဖြင့်တော့အခွန်ဆောင်သူအများစုနဲ့သက်ဆိုင်တဲ့ standard deduction လို့ခေါ်တဲ့လူတူးချင်းစီရဲ့ဝင်ငွေအပေါ်မူတည်ပြီးပုံစံခွက်နဲ့နှုတ်ခွင့်ရှိတဲ့ပမာဏတိုးများလာတာဖြစ်ပါတယ်။အရင်နှစ်က standard deduction ဟာလူတူးချင်းစီအတွက်ဒေါ်လာ15950ဖြစ်ပါတယ်။ဒါပေမဲ့အိမ်တော်ဦးစီးအနေနဲ့အခွန်ဆောင်မယ်ဆိုရင်တော့$23,625ဖြစ်ပြီးလင်မယားနှစ်ယောက်ပူးတွဲဆောင်မယ်ဆိုရင်တော့$31,500နှုတ်ခွင့်ရှိခဲ့တာပါ။ဒါပေမဲ့အခုနှစ်မှာတော့တဦးချင်းစီအတွက်ဒေါ်လာ16,100အထိတိုးပေးထားတာကြောင့်ဒေါ်လာ4,000နီးပါးသက်သာသွားစေတာဖြစ်ပါတယ်။အလားတူပဲအိမ်တော်ဦးစီးအနေနဲ့တဦးတည်းဆောင်မယ်ဆိုရင်24,150အထိနှုတ်ခွင့်ရှိပြီးလင်မယားနှစ်ယောက်ပူးတွဲဆောင်မယ်ဆိုရင်တော့$32,200အထိနှုတ်ခွင့်ပေးထားပါတယ်။ဒါကြောင့်အခုနှစ်အတွက်လင်မယားနှစ်ယောက်အတွက်ပူးတွဲအခွန်ဆောင်ကြမယ်ဆိုရင်ဒေါ်လာ1,000နီးပါးအခွန်ဆောင်ခွင့်သက်သာစေတာဖြစ်ပါတယ်။တခြားသိသာတဲ့ပြောင်းလဲမှုတချို့ကတော့အသက်65နှစ်နဲ့အထက်ရှိသူတွေအနေနဲ့အရင်နှစ်တွေကတဲ့ပို့ပြီးတော့တဦးချင်းဒေါ်လာ6,000အထိနဲ့လင်မယားနှစ်ယောက်စလုံးအတွက်ဒေါ်လာ12,000အထိအခုနှစ်မှာနှုတ်ခွင့်ရှိပါတယ်။ဒါ့အပြင်ကိုယ့်ရဲ့လုပ်ငန်းသဘောတဘာဝအရ tipsပေါက်စုရတဲ့သူတွေအနေနဲ့လည်းအဲ့ဒီဝင်ငွေတွေကနေဒေါ်လာ2500အထိအခွန်ပေးဆောင်စရာမလိုတော့ပါဘူး။ Child Tax Credit လို့ခေါ်တဲ့ကလေးရှိတဲ့မိဘတွေကိုကလေးဆောင်ရှောက်စရိတ် short ပေါ့ပေးထားတဲ့ပမာဏဟာလည်းတူးချင်းစီအတွက်ဒေါ်လာ16,100နဲ့လင်မယားနှစ်ယောက်အတွက်ဒေါ်လာ32,200အထိနှုတ်ခွင့်ပေးထားပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်းလိုက်ပါ